Okay အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့တော့ Windows key နဲ့ Windows key နဲ့တွဲနေရတဲ့အရန်အသုံးဝင်တဲ့ shortcut တွေအကြောင်းပြောပြပေးမှာဖြစ်ပါတယ် Okay vamos Okay ပထမဆုံးပြောမှာတော့ Windows key ကကြတော့ကျွန်တော်တို့ open and close တဲ့ step menu ကိုအဖွင့်ပိတ်လုပ်တဲ့ key ပေါ့နော် Windows key တစ်ချက်နှိပ်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာကျွန်တော်တွေ့ရတဲ့အတိုင်းပဲကျွန်တော် pin လုပ်ထားတဲ့ဟာတွေအကုန်ရှိမယ် application တွေရဲ့တခြားကိုရှာခြင်းနဲ့ကို laptop တွေဟာတွေအကုန် Windows တွေဟာတွေအကုန်လုံး search လုပ်လို့ရတယ် Okay နောက်တစ်ခုကကြတော့ Windows key နဲ့ A နဲ့တွဲနေမယ်အဲ့ကောင်ကကြတော့ open quick setting ဆိုတာဘယ်လိုမျိုးလဲဆိုတော့ Windows A နှိပ်မယ်ဆိုရင်ကျွန်တော်တို့မှာတွေ့ရတဲ့အတိုင်း Wi-Fi တွေ့မယ် Bluetooth တွေ့မယ် Airplane mode တို့ဒီ battery saver လောက်တဲ့ဟာတွေ night light တွေ accessibility ဒီမှာ brightness အတိုး short တွေနောက်ပြီးတော့အတန်တိုး short တွေ battery percent တွေကြည့်လို့ရတယ် shortcut လေးပဲဖြစ်ပါတယ် Okay နောက်တစ်ခုကကြတော့ Windows key နဲ့ C နဲ့ကိုနှိပ် Windows key နဲ့ C နဲ့နှိပ်မယ်ဆိုရင်ကျွန်တော်တို့ Microsoft ထုတ်ထားတဲ့ Microsoft Copilot ဆိုတဲ့ AI နဲ့ကိုရောက်မှာဖြစ်ပါတယ်ChatGPT လိုမျိုးပဲသူလည်းရှာပြီးတော့ AI လို့အသုံးပြုလို့ရတယ်ပေါ့နော် Okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ဗာလဲဆိုတော့ Windows D ကကြတော့ Target the display of the desktop ကျွန်တော်တို့ဘယ်နေရာကိုရောက်ကျွန်တော်တို့ Windows D နှိပ်လိုက်မယ်ဆိုရင် desktop ကိုကျွန်တော်တို့ချက်ချင်းပြန်ဝင်မှာဖြစ်ပါတယ် Windows D အဲဆိုရင်ကျွန်တော်တို့ဘယ် application ကိုဝင် Windows D နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ desktop ကိုချိန်ပြီးပြန်ဝင်ဖြစ်ပါတယ် Okay နောက်တစ်ခုကကြတော့ Windows E ကကြတော့အရင်အရေးကြီးတဲ့ဟာလေးပါအသုံးလေးဝင်ပါတယ် Windows Explorer ကျွန်တော်တို့ဖုန်းတွေမှာဆိုရင် File Manager ပုံစံမျိုးဒီမှာလည်း Windows Explorer လေးဖြစ်ပါတယ်ဒီထဲမှာ file တွေနဲ့ပတ်သက်တဲ့ဟာတွေအကုန်ရှာလို့ရမယ်ဒီမှာ this PC ဆိုရင်ကျွန်တော် desktop ပေါ့နော်အဲ့မှာလည်းအကုန်ရှာလို့ရမယ် quick data တွေဒီထဲမှာလား C ထဲမှာလားအကုန်လုံးရွေးပြီးတော့စိတ်ကြိုက်ရှာလို့ရမယ် Okay နောက်တစ်ခုကကြတော့ Windows I ကကြတော့ကျွန်တော်တို့ဗာလဲဆို open setting ဆိုတာတော့ကျွန်တော်ရှင်းပါတယ်ဖုန်းတစ်လုံးရဲ့ setting လိုပဲ Windows I နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ Windows တစ်ခုရဲ့ setting တွေအကုန်လုံးဒီထဲမှာအကုန်ရှိပါတယ်ဒီမှာတွေ့တဲ့အတိုင်းပဲ system တို့ Bluetooth device တို့ network တို့ internet တို့အဲ့ဒါတော့ Windows I shortcut key ပါ Okay ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲဒီနေ့ဗီဒီယိုကအသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်အသုံးဝင်ဖို့အတွက်လည်းကျွန်တော်ဒီဗီဒီယိုလေးကိုစက်တိုက်လုပ်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့အကောင့်လေးကို like and follow လုပ်လို့ရပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်